မျိုးသမီးကခိတခဏလေးမေးဆက်လိုက်မိယုံသာရှိတော်လဲပြန်နိုးလာချိန်တွင်သူမ၏အစီခံသည်သူမဘေးနား၌စောင့်စားနေခဲ့သည်မှာအနှစ်တရာပင်ရှိသွားခဲ့လေပြီသူမအပေါ်တစ္ဆာရှိလာသည့်အစီခံကိုဆုလက်ပေးလိုသည့်အနေဖြင့်မျိုးသမီးကနောက်ထပ်အနှစ်တရာဆက်လက်အလုပ်ကျွေးပြုခွင့်ပေးခဲ့သည်ထို့ကြောင့်သူမ၏လက်ကိုဝှေ့ရမ်းလိုက်ယုံမျှဖြင့်အစီခံကိုအသက်တရာတိတိပြန်လည်ငယ်ရွယ်သွားစေခဲ့သည်ထိုစဉ်အမျိုးသမီးကလွန်ခဲ့သောအနှစ်တရာကမိသားစုလေးစုကိုသူမကိုယ်တိုင်စောင့်ရှောက်ပေးခဲ့ဘူးပြီးထိုမိသားစုများကလည်းသူတို့၏အတော်ဆုံးသားမြေးကိုသူမထံအစီခံအဖြစ်ဆေလွတ်ပါမည်ဟုတတိကဝတ်ပြုခဲ့ကြသည်ကိုရုတ်တရက်တတိယသွားသည်ယခုအခါချင်းဆိုထားသည့်အချိန်ရောက်ရှိလာပြီဖြစ်တော်လဲမင်းတို့ဘက်မှဂတိမတီကြသဖြင့်အမျိုးသမီးကလူကိုယ်တိုင်သွားရောက်တောင်းဆိုရန်ဆုံးဖြတ်လိုက်သည်မကြမီမှာပင်မိသားစုတစ်ခုထံသို့လေထဲမှစာတစ်စောင်ရုတ်တရက်ရောက်ရှိလာသည်ထိုစာထဲတွင်လွန်ခဲ့သောအနှစ်တရာကဂတိကဝတ်ကိုဖော်ပြထားပြီးအမျိုးသမီးကိုယ်တိုင်အစီခံကိုလာရောက်တောင်းဆိုမိအကြောင်းပါရှိသည်စာကိုဖတ်ပြီးနောက်လက်ရှိမိသားစုခေါင်းဆောင်ကသူ၏ဖခင်လက်ထက်တွင်အစွမ်းထက်သောပုဂ္ဂိုလ်တဦး၏အကူအညီကြောင့်မိသားစုမှာအနှစ်တရာတိုင်အောင်စီပင်ထွန်းကားခဲ့သည်ကိုသတိရသွားသည်အစေခံစေလွတ်ရမည်ဆိုသည့်ဂတိကဝတ်ကိုတေချာမသိတော့လဲသတိထားသည့်အနေဖြင့်အမျိုးသမီးကိုအိမ်တွင်းသို့ရိုသေစွာဖိတ်ခေါ်လိုက်သည်သို့တော်အိမ်ရှင်မဖြစ်သူကအမျိုးသမီး၏ငယ်ရွယ်သောရုပ်ရည်ကိုမြင်သောအခါမကြသေးမီကသူမအပေါ်အေးဆက်နေသည့်ခင်ပွန်းဖြစ်သူကိုတန်တရားဝင်လာသည်ဤအမျိုးသမီးသည်သူမခင်ပွန်း၏အပြင်ကရည်စားဖြစ်ပြီးအဆိုပါဂတိကဝတ်ကိုအကြောင်းပြကာမိသားစုပိုင်ဆိုင်မှုများကိုခွဲဝေယူရန်လာခြင်းဖြစ်သည်ဟုထင်မှတ်သွားသည်ထို့ကြောင့်အိမ်ရှင်မကသူမ၏အဖိုးဖြစ်သူမှာကွယ်လွန်သွားပြီဖြစ်၍ဤအမျိုးသမီး၏ညီသူညီဝါဖြစ်ကြောင်းကိုညီသူမျှအတိမပြုနိုင်ကြောင်းချက်ချင်းပြောဆိုလိုက်သည်သို့တော်အဖိုးဖြစ်သူ၏အခန်းထဲတွင်ကျေးဇူးရှင်၏ပုံတူပကြီးကားရှိနေသဖြင့်အင်းနှင့်နှိုင်းယှဉ်ကြည့်မည်ဟုဆိုသည်မျိုးသမီးကထိုးထိုးလောက်ရန်မှာအလုရှုပ်လုံးသည်ဟုဆိုကာတေဆုံးသွားသောအဖိုးကိုချက်ချင်းပြန်နိုးပြီးရှင်းပြခိုင်းရန်ကြံရွယ်သည်သို့တော်မိသားစုခေါင်းဆောင်ကသူ၏အဖိုးမှာမကွယ်လွန်မီကဝေဒနာများစွာခံစားခဲ့ရကြောင်းညီသူညီဝါဖြစ်ကြောင်းမတေကြသေးမီအဖိုး၏အေးချမ်းမှုကိုမနှောက်ယှက်လိုကြောင်းတောင်းပန်သဖြင့်အမျိုးသမီးကသဘောတူလိုက်ရသည်ဤဒီကိုမြင်သောအခါအိမ်ရှင်မကဇက်တိုက်ထားသည်ဟုပို၍ပင်ယုံကြည်သွားသည်ခင်ပွန်းဖြစ်သူပုံတူကားသွားယူချိန်တွင်အိမ်ရှင်မကအမျိုးသမီးကိုချက်ချင်းပင်ရင်ဆိုင်တော့သည်သူတို့၏ကျေးဇူးရှင်မှာအလွန်တကိုးကြီးတော်လဲဤမျိုးသမီးမှာမျက်နှာဖုံးဆွထားသဖြင့်အတူအယောင်ဖြစ်စေရုပ်ပြက်စင်းပြက်ဖြစ်နေ၍ဖြစ်စေတခုခုကိုဖုံးကွယ်ထားခြင်းဖြစ်သည်ဟုဆွဆွဲကငွေမက်တိမိမ့်မဟုရိုင်းဆိုင်စွာဆဲဆိုတော့သည်အမျိုးသမီး၏မျက်နှာကိုမြင်ရသူတိုင်းတက်တန်းအနှစ်တရာရောနေသွားမည်ဟုဘေးကအစီခံကသတိပေးတော်လဲအင်ရှင်မကမူစင်ကြေစင်လက်များဟုသာမှတ်ယူခဲ့သည်ထိုအချိန်တွင်အင်ရှင်ဖြစ်သူကပုံတူကားနှင့်အတူရောက်ရှိလာသည်ပကြီးကားထဲမှပုံရိပ်နှင့်ရှေ့မှအမျိုးသမီး၏အရှိန်အဝါမှာအလွန်တူညီနေသဖြင့်အင်ရှင်ဖြစ်သူကသူမသည်သူတို့၏ကျေးဇူးရှင်အစစ်အမှန်ဖြစ်ကြောင်းအတည်ပြုလိုက်သည်သို့တော်အင်ရှင်မကမူနှိုင်းရှင်ရန်အတွက်မျက်နှာဖုံးကိုအတင်းခွာရန်ကြိုးစားသည်အဖိုးဖြစ်သူကမကွယ်လွန်မီအမျိုးသမီး၏မျက်နှာကိုမကြည့်ရန်သတိပေးခဲ့သည်ဟုခင်ပွန်းဖြစ်သူကတားဆီးတော်လဲအင်ရှင်မကမူပို၍ပင်တန်တရားကြီးကနှောက်ယှက်သူကိုအိမ်ထဲတွင်အခွင့်အရေးပေးမည်မဟုတ်ဟုဆိုကာခင်ပွန်းကိုတွန်းဖယ်၍အမျိုးသမီး၏မျက်နှာဖုံးကိုအတင်းအာရမဆွဲလန်လိုက်လေတော့သည်